ရာဒီလဲရောက်လာပြီဆိုတော့ sunscreen တွေကမဖြစ်မနေလိမ့်ဖို့လိုအပ်လာပြီအဲ့ထဲမှာလူကြအရန်များတဲ့ Yon Skin ကဒီ sunscreen လေးနဲ့မိတ်ဆက်ပေးမယ် sun SPF ဖြစ်တာကြောင့်မို့လို့အသားရဲ့စိတ်ဝင်တာမြန်တဲ့ SPF 50ပါတာကြောင့်မို့လို့နေရောင်ခြည်တန်ကိုအချိန်ကြာကာကွယ်ပေးတယ်ဒါအပြင်သူကရွေးချယ်စရာ size က2မျိုးရှိတယ်ဒါလေးကတော့စမ်းသုံးကြည့်နေတဲ့သူတွေအတွက်10 ml size ကလေးဒါလေးကတော့စမ်းသုံးပြီးတော့ကြိုက်သွားပြီဆိုတဲ့သူတွေအတွက်50 ml size ကလေးပါတွဲတက်ချာလေးကလည်းလုံးဝကိုသားရဲ့စိတ်ဝင်တာမြန်ပြီးတော့ white cast မကြံဘူးအသားရည်မရွေးသုံးလို့ရတဲ့အထူးသဖြင့်အရန်ဆက်ဆက်ဖြစ်တဲ့ skin တွေပြီးတော့အရန် oily ဖြစ်တဲ့ skin တွေဒီသုံးလို့ရပါတယ်ရှင်။အဲ့ဒါလေးလိမ့်လိုက်လို့ရှိရင်အသားရဲ့စိတ်ဝင်တာမြန်ပြီးတော့အသားလေးကလုံးဝကိုအေးအေးလေးဖြစ်သွားတဲ့ feel လေးကိုရတယ်ပေါ့နော်။အဲ့တော့ तू ကကြတော့ကွာYon Skin ကတော့မမေအထူးတလဲတော့တိတ်ပြီးတော့ညှိုးပေးစရာမလိုတော့ဘူးထင်တယ်အကုန်လုံးကလည်းကြိုက်ပြီးသားပြီးတော့သူက Skin 1004ရဲ့လုံးဝ budget version ပေါ့နော် budget save ဖြစ်တဲ့သူတွေကိုသုံးဖို့ recommend ပေးခြင်းတယ်ပေါ့နော်သူရဲ့အတွင်းထဲကဘူးပုံစံလေးကတော့ဒီလိုမျိုးဘူးပုံစံလေးပေါ့နော်အဲ့တော့ပစ္စည်းက size နဲ့ size ရှိတယ်အကြီးကကြတော့တစ်ခုကို3000နဲ့2000နဲ့ရမယ်အသေးလေးကကြတော့တစ်ခုကို9000နဲ့ရပါမယ်ရှင်ပစ္စည်းလေးက instruct ရှိပါတယ်ပစ္စည်းမှာယူခြင်းနဲ့ဆိုရင်တော့6ပေါက်တမမို့လို့ရှိရင် Viber Telegram မှာလာပြီးတော့မှာလို့ရပါတယ်